CDM ကိုစကားနဲ့ခေါ်အာနာရှင်ကိုလုံရက်နဲ့ကူဒါကိုအနုပညာလို့မခေါ်ဘူးမပြောတာကမသိလို့မဟုတ်မထွက်တာမကြောက်လို့မဟုတ်အစဉ်ပြေတဲ့ဘက်ကိုရွေးထားတာအတန်ချိတာကတန်ဖိုးမဟုတ်ဘယ်ဘက်မှရက်နေလဲအဲ့ဒါပဲတန်ဖိုးပြည်သူဘက်မရက်နိုင်ရင်အနုပညာအမည်ကိုမသုံးပါနဲ့9 နှစ်ကြာပြီးတိတ်ဆိတ်နေသေးရင်အမှားမဟုတ်ရွေးရှယ်မှုမင်းတို့မပြောဘူးဒါပေမဲ့မင်းတို့နေရာကအကုန်ပြောပြီးသား CDM ကိုတတိပေးစစ်တပ်ကိုအလုံးလို့ဒီနှစ်ခုကိုတပြိုင်နက်တည်းမလုံနိုင်ဘူးအနုပညာကအာနာရှင်အောက်မှာအသက်မချင်ဘူးတိတ်ဆိတ်မှုကအလဲမှာမနေပါဘူးတစ်ဖက်ဖက်ကိုကူညီနေတယ်အန်ဒီရဲ့မရှိတဲ့ဘက်ကိုရွေးလိုက်တာအနုပညာမဟုတ်ကိုဘဝကဲတင်ရေးပြည်သူတည်တဲ့အချိန်တိတ်ဆိတ်ခဲ့သူတွေကိုသမိုင်းကမှတ်ထားတယ်နာမည်ကြီးတာကတန်ဖိုးမဟုတ်ရက်နေတဲ့ဘက်ကတန်ဖိုး CDM ကိုပြောအာနာရှင်ကိုနေဒီလိုရက်တီမှုကိုအနုပညာမခေါ်ဘူးမင်းတို့အတန်ကကြားရတယ်ဒါပေမဲ့ပြည်သူဘက်မဟုတ်ဘူးအနုပညာဆိုတာဘေးကင်းဖို့မဟုတ်လူဘက်ရပ်ဖို့မပြောတာကတိတ်ဆိတ်မှုဒါပေမဲ့အာနာရှင်ဘက်တမိုင်းကအတန်ကြီးသူကိုမမှတ်ရွေးရှယ်မှုကိုပဲမှတ်အနုပညာအမည်နဲ့အာနာရှင်ကိုအလားစင်မလောက်ပါနဲ့ပြည်သူကိုခေါ်ကိုယ်တိုင်မလိုက်ဒီဟာကယုံကြည်မှုမဟုတ်တိတ်ဆိတ်နေသေးရင်အချိန်တော့မကြံတော့ဘူးမင်းတို့ရွှေထားပြီးသားပဲ